အားလုံးပဲမင်္ဂလာပါဒီနေ့ကျမတို့ပေါ့နော်တကူကိုလုံမယ်ဆိုရင်ချက်ချင်းမလုံပဲနဲ့နောက်မှလုံမယ်ဆိုပြီးမှအချိန်ရွှေ့တတ်တဲ့အကျင့်လေးရှိတတ်ကြတယ်ပေါ့နော်အဲ့ခါကျတော့ဒီနေ့မှာတော့ကျမတို့အချိန်ဆွဲပြီးမှအလုပ်လုပ်တယ်ဆိုတာကပါလေပြီးတော့တဲ့အခါမှာဘာဖြစ်လို့အလုပ်လုပ်ကြတာလဲပေါ့နော်ပြီးတော့ရင်ဒီအချိန်ဆွဲပြီးမှလုပ်တဲ့အကျင့်နောက်မှလုံမယ်ဆိုရတဲ့အကျင့်ကိုကျမတို့ဘယ်လိုမျိုးကြော်လွားကြမလဲဆိုတဲ့အရာကိုကျမတို့ဒီနေ့လေ့လာသွားကြမှာဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့ပထမချက်အနေနဲ့အချိန်ဆွဲတာဆိုတာကကျတော့တစ်ခါတလေကျရင်တော့ပြင်းလို့နောက်မှလုံမယ်ဆိုတော့ပြင်းလို့ဖြည်းဖြည်းနဲ့ရွှေ့ရင်နဲ့မလို့ဖြစ်တော့တဲ့အခါတွေမို့ရင်လည်းလုံရမယ့်အချိန်ကိုကျမတို့ကကြော်လွားတဲ့အချိန်တွေလည်းရှိတတ်ကြတယ်ပေါ့နော်ဒါပေမဲ့တချို့ကိစ္စတွေမှာကျတော့နောက်မှလုံမယ်အချိန်ဆွဲတယ်ဆိုတာကပြင်းတာတသက်မဟုတ်ပဲနဲ့သူကကျမတို့စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေနဲ့သူကဆက်ဆက်မှုရှိရဲဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပေါ့နော်များတော့အဖြစ်သူကPR တွေများလာတဲ့အခါမှာသူကနောက်မှလုပ်မယ်ဆိုအခုချက်ချင်းမလုပ်နိုင်မဲနဲ့ PR တွေများလာတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ကဒီຢာတွေကိုလုပ်ရမယ့်အရာတွေကိုမလုပ်ဆောင်နိုင်တော့ဘဲနဲ့တဖြည်းဖြည်းနဲ့ရွှေ့ရွာတတ်ကြတယ်ပေါ့နော်တခုကကျတော့စိုးရိမ်မှုတွေတအားများလာတဲ့အခါမှာပေါ့နော်အခါမှာလည်းဖြစ်တတ်ကြတယ်နောက်တစ်ခုကကျတော့ကိုလုံနိုင်မယ်မလုံနိုင်ဘူးလားဆိုရတဲ့တန်တရားတွေဝင်လာတဲ့အခါမှာလည်းကျမတို့ကအချိန်တွေကိုတဖြည်းဖြည်းနဲ့အနောက်ကိုရွှေ့ပြီးမှလှုပ်တတ်တဲ့အကြောင်းလေးတွေပေါ်လာကြတာဖြစ်တယ်ပေါ့နော်ဆက်ပြီးမှပြောရမယ့်အကြောင်းအရာလေးကကြတော့ဘာဖြစ်လို့ကျမတို့ကအချိန်ဆွဲတတ်ကြတာလဲဆိုတဲ့အကြောင်းအရာလေးတွေကိုလေးချက်ပေါ့နော်ကျွန်တော်ပြောရမှာဖြစ်တယ်ပေါ့နော်ဒီအချိန်ဆွဲရဲဆိုတာကကြောင့်ကျမတို့ကဒီ time management တချို့ကြောင့်လည်း time management ကြောင့်မဖြစ်နိုင်တယ်လို့တချို့ကြောင့်လည်းခုနကပြောသလိုစိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့အများကြီးသူကဆက်နေရဲဆိုကိုနားလည်ရမှာဖြစ်တယ်ပေါ့နော်ပထမတစ်ချက်အနေနဲ့သူကကြရှုံးမှာကိုကြောက်တာပေါ့နော်ကြရှုံးမှာကိုကြောက်တယ်မအောင်မြင်မှာကိုကြောက်တယ်ကိုလိုလိုက်တဲ့အခါမှာအမှားပါရမှာကိုကြောက်တယ်ကိုလိုလိုက်မှအစမပြေဘူးဖြစ်သွားမှာကိုကြောက်တယ် result ကိုရင်မဆိုင်ရဲတဲ့အခါမှာလေကျမတို့ကအချိန်ကိုအနောက်ကိုရွှေ့တတ်ကြတယ်ပေါ့နော်မလုံလိုက်ရင်ကိုကကြရှုံးမှုကိုရင်ဆိုင်စရာအကြောင်းမရှိတော့ဘူးဆိုတဲ့အသွေးပြိုးပေါ့နော်အဲ့ကကြောင့်ကြရှုံးမှုကိုကြောက်ရင်းနဲ့ကျမတို့ကလုံရမယ့်အရာတွေကိုမလုံပဲနဲ့တဖြည်းဖြည်းအချိန်ကိုရွှေ့တတ်ကြတာဖြစ်တယ်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့အရန်ကို perfect ဖြစ်ချင်တာ perfectionism လို့ပြောရဲပေါ့နော်အရာအားလုံးကိုအမှားမပါပဲနဲ့အရာအားလုံးကိုပြည့်စုံခြင်းနဲ့စိတ်ကြောက်မှုလည်းကျမတို့ကဒီအချိန်ဆွဲခြင်းကိုကျမတို့ကဖြစ်ပေါ်စေတာဖြစ်တယ်အမှားပါရမှာမကြိုက်ဘူးမပြည့်မစုံပဲဖြစ်သွားမှာကိုမကြိုက်ဘူးအရာတိုင်းမှာလုံးဝအစွန်းထင်းမခံမဲ့နဲ့ perfect ဖြစ်တာကိုကြိုက်တဲ့စိတ်ကြောက်မှုလည်းဖြစ်တတ်တာဖြစ်တယ်ဒီ perfectionism ကိုဖြစ်ပေါ်လာစေတဲ့အကြောင်းရင်းတွေလည်းမြောက်များစွာရှိတယ်ဒီ topic ကိုတော့နောက်ပိုင်း video တွေမှာကျွန်မဆက်ပြောရမယ်ပေါ့နော်ဒီ perfectionism ကိုဖြစ်လာစေတဲ့အကြောင်းရင်းတွေကကလေးဘဝတုန်းကစိတ်တန်ရရင်နဲ့ကြီးပြင်းလာတဲ့ကလေးတွေမဟုတ်ရင်လည်းမိဘအုပ်ထိန်မှုတွေရဲ့မှားယွင်းမှုကြောင့်မို့ဒီတယောက်က perfectionism ဖြစ်လာတဲ့ဆိုတဲ့အကြောင်းအရာလေးတွေကိုဆက်ပြီးမှနောက်ဗီဒီယိုတွေမှာဆက်ပြောပြရမယ်ပေါ့နော်ပြီးရခါမှာနောက်တစ်ခုကကျတော့ overwhelm ဖြစ်တာကိုလုံနိုင်တယ်မလုံနိုင်ဘူးပို့လို့ရှိရင်လည်းဒီလုပ်ရမယ့်အရာတွေကအရန်ကိုတခါမှမလုပ်ဘူးတဲ့ project တွေဖြစ်ပါစေကိုတခါမှရင်မဆိုင်မှုတဲ့အကြောင်းအရာတွေကိုကျမတို့ကလှုပ်ဆောင်တဲ့အခါမှာလည်းကျမတို့ကoverwhelm ဖြစ်တယ်ပေါ့နော်ကိုလုံနိုင်လားမလုံနိုင်ဘူးလားဆိုတော့ဗျာများပြီးမှဘယ်ကနေစလို့ရမှန်းမသိတဲ့အချိန်တွေမှာလည်းကျမတို့ကအချိန်ကိုဆွဲတတ်ကြတယ်ဥပမာကျောင်းသားတယောက်က assignment လုပ်မယ်ဆိုရင်ဒီ assignment ကို तू သိတဲ့ subject ဆိုရင်တော့ तू AC လုပ်နိုင်တယ်ဒါပေမဲ့ तू နဲ့မရင်းနေတဲ့အကြောင်းအရာတွေကို तू စပြီးလုပ်ရမယ်ဆိုရင်သူ့အနေနဲ့ငါဒီအကြောင်းအရာဘယ်နေရာကနေစပြီးမှဘယ်လို research လုပ်ရမလဲဆိုတော့မသိတဲ့အခါမှာအချိန်ဆွဲခြင်းကတဖြည်းဖြည်းနဲ့ဖြစ်တည်လာတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရှိမှာစလုပ်ဖို့ရင်တူကစိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိတာပေါ့နော်ပြီးတဲ့အခါမှာအားမရှိဘူးလို့ခံစားရတာ motivation မရှိတာပေါ့နော်အခါကျတော့ကျွန်တော်တို့ကအလုပ်ကိုစလုပ်ဖို့ရင်တဖြည်းဖြည်းနဲ့နှောင့်နှေးလာတတ်ကြတယ်ဆိုတော့တွေ့ရတာဖြစ်တယ်ပေါ့နော်ပြီးရတဲ့အခါမှာဒီအချိန်ဆွဲခြင်းကကျမတို့စိတ်ပိုင်းဆိုင်ရာကိုသူအများကြီးထိခိုက်မှုတွေပေးတာဖြစ်တယ်ပထမတစ်ခုကကြတော့ဗာလဲဆိုတော့ကြတော့အလုပ်ကိုလုပ်ရမယ့်အရာကိုမလုပ်ဘဲနဲ့အချိန်ဆွဲတဲ့အခါမှာသူကဖိစီးမှုကိုပိုများလာစေတယ်လို့စိုးရိမ်မှုကိုပိုပြီးမှတိုးလာစေတာဖြစ်တယ်ပေါ့နော်ကျမတို့ကဖိစီးမှုများလို့မလုပ်တဲ့ခါကျပိုပြီးမှဖိစီးမှုများစိုးရိမ်လို့မလုပ်ကြရှုံးမှာကိုစိုးရိမ်လို့မလုပ်တဲ့ခါကျတော့ကိုမလုပ်လိုက်ရကောင်းလားဟုတ်တစ်ခါလုပ်လိုက်ရင်ပြီးရောဆိုစသဖြင့်စိုးရိမ်မှုတွေကပိုပြီးမှတိုးလာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ကိုအပြစ်တင်တဲ့စိတ်တွေပိုများလာတာတကယ်ဆိုရင်ကိုလုပ်ရမယ့်အရာကိုမလုပ်လူတွေရဲ့တဘာဝပေါ့နော်ကိုလုပ်ရမယ့်အရာတွေကိုမလုပ်ဘဲနဲ့တဖြည်းဖြည်းရွှေ့လာတဲ့အခါမှာလူတွေရဲ့စိတ်ထဲမှာကိုတီးတဲ့စိတ်ကနေပြီးမှသူကကိုအပြစ်တင်တဲ့စိတ်ကိုဖြစ်ပေါ်လာစေတယ်ပေါ့နော်ကိုအပြစ်တင်တဲ့စိတ်ကိုဖြစ်ပေါ်လာစေတဲ့အခါမှာဒီအရာက
guilty ဆိုတဲ့ခံစားချက်ကကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုအများကြီးထိခိုက်စေနေဆိုတော့နားလည်စေချင်တယ်ဒီ guilty ဆိုတဲ့စိတ်ကြောက်မှုပဲလူတွေအများကြီးကိုဖိအားတွေပိုများလာပြီးမှ depression ဝင်သွားတဲ့သူတွေဒီ guilty ဆိုတဲ့စိတ်ကြောက်မှုပဲကိုတန်ဖိုးမရှိတော့ဘူးလို့ခံစားရတဲ့အရာတွေ guilty ဆိုတဲ့စိတ်ကြောက်မှုပဲနောက်ဆုံးမှာကိုအဆုံးစင်သွားတဲ့သူတွေအများကြီးရှိတာဖြစ်တယ်အဲ့ဒါဆိုဒီ guilty ကိုလည်းကျမတို့ကဒီအချိန်ဆွဲခြင်းကြောင့်မို့လဲကိုအပြစ်တင်တဲ့စိတ်ကိုပိုပြီးမှဖြစ်ပေါ်လာစေတယ်ဆိုကိုနားလည်ရတယ်ပေါ့နော်ပြီးသွားတဲ့အခါမှာတန်တရားစိတ်တွေဟာငါမှမလုပ်နိုင်တာအစမပြေဘူးထင်တယ်ဆိုတော့တန်တရားစိတ်တွေကိုယ့်ရဲ့လှုပ်ဆောင်နိုင်မှုကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုပို့ပြီးမှတန်တရားဝင်လာတဲ့အရာတွေဖြစ်လာတတ်တယ်ပေါ့နော်အဲ့ခါကျတော့ဒီအရာလေးတွေကကျွန်တော်စိတ်ပိုင်းဆိုင်ရာကိုအများကြီးထိခိုက်စေနေတယ်ဆိုတော့ကိုနားလည်ရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီအချိန်ဆွဲခြင်းကိုကျွန်တော်တို့ဘယ်လိုမျိုးကင်တွယ်ကြမလဲပေါ့နော်ပထမတစ်ချက်အနေနဲ့သူကကြတော့တခါတည်းကျွန်တော်တို့ကလေအကြီးကြီးကိုလှုပ်ဖို့ရန်အတွက်လေအကြီးကြီးကိုပဲကျွန်တော်တို့ကစပြီးလှုပ်ရှင်ကြတယ်အခါမှာကျွန်တော်တို့ကမလုံနိုင်တဲ့အခါမှာအချိန်ဆွဲခြင်းကိုဖြစ်ပေါ်လာစေရဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအကြီးကြီးကိုစားမဲ့စား small step ပေါ့နော်ခြေလန်းသေးလေးကနေစဖို့အရေးကြီးတယ်ပေါ့နော်ဥပမာဒီ project ကတအားကြီးတယ်ဆိုရင်ဒီ assignment ကတအားကြီးတယ်ဒီလုပ်ငန်းကတအားကြီးတယ်ဆိုရင်ကျွန်တော်တို့ကဟုတ်ပြီဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှငါဒီနေ့တော့9မိနစ်လောက်ပဲစဉ်းစားမယ်ဆိုပြီးမှစပြီးမှဒီလုပ်ငန်းနဲ့ပတ်သက်ပြီးမှဒီ project နဲ့ပတ်သက်ပြီးမှဒီ relationship နဲ့ပတ်သက်ပြီးမှ9မိနစ်လောက်စပြီးမှစဉ်းစားတာမျိုးပေါ့နော်9မိနစ်လောက်ဒီဟာနဲ့ပတ်သက်ပြီးမှ9မိနစ်လောက်ပဲစဉ်းစားပြီးမှရက်လိုက်တယ်နောက်မှပြန်ပြီးမှစလုပ်တာမျိုးစပြီး small step နဲ့စဖို့ရန်အတွက်အကြံပေးချင်တာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ use the 5 minute rule ပေါ့နော်9မိနစ်ဆိုတော့နီလန်းကို30ချန်တာဖြစ်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကြတော့စာဖတ်မယ်ဆိုစာအုပ်တအုပ်လုံးကိုဖတ်ဖို့အတွက်မစင်စားနဲ့ပေါ့နော်ငါ9မိနစ်ပဲဖတ်မယ်ဆိုပြီးမှ timer ကို9မိနစ်ပေးပြီးမှ9မိနစ်ပဲစာဖတ်တာမျိုးပေါ့နော်စာဖတ်ပြီးတော့နဲ့ပိတ်ပြီးမှအစာအုပ်ကိုချလိုက်တာမျိုးပေါ့စတဲ့ဖြစ်ဒီ small step လေးတွေကိုလှုပ်ခြင်းအပြင်လဲကျွန်တော်တို့အချိန်ဆွဲခြင်းဆိုတဲ့ဒီအကျင့်ကိုတဖြည်းဖြည်းနဲ့ပြန်လာနိုင်မှာဖြစ်တယ်ပေါ့နော်ပြီးတော့တဲ့အခါမှာကိုအနောက်ရှက်မပေးနိုင်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးဖို့လည်းလိုအပ်တယ်အခုကအရန်လွယ်တယ်ပေါ့နော်ကျွန်တော်ဖုန်းတွေ tablet တွေ computer တွေအများကြီးရှိတဲ့အတွက်ကြောင့်မို့တကယ်ချင်းနေဘေးနောက်မှာမရှိရင်တော့မှကိုဒီအရာတွေကကိုလို့ရမယ့်အရာတွေကိုဆက်ပြီးမှမလုပ်ဆောင်တဲ့သူကအများကြီးအနောက်ရှက်ပေးတယ်ပေါ့နော်အဲ့ခါကျတော့ဖုန်းကိုကျွန်တော်တို့ကဒီနေ့တော့ဖုန်းဘယ်နှစ်နာရီဘယ်မိနစ်မကြည့်ဘူးဆိုမှပိတ်ပြီးမှကိုလို့ရမယ့်အရာကိုပြန်ပြီးမှအာယုံစိုက်တာမျိုးကိုလည်းလုပ်စေချင်တယ်ပေါ့နော်ပြီးတော့တဲ့အခါမှာခုနကပြောသလို project ကြီးကိုပဲကျမတို့ကdeadline ထားတာမဟုတ်ပဲねပေါ့နော်ဒီ small step ဟုတ်ပြီနော်9မိနစ်ပဲဖတ်မယ်ဆိုတဲ့အရာမျိုးတွေကိုကျမတို့ကလည်းအဲ့ဒါကို deadline ထားဖို့လိုအပ်တာဖြစ်တယ်ဒီနေ့မှာတော့ငါမနေ့9နာရီထားမယ်9နာရီနဲ့9နာရီ9မိနစ်ထိစာဖတ်မယ်ဆိုတာမျိုးဟုတ်ပြီနော်အဲ့ခါကျရင်နော်မို့လေ9နာရီနဲ့9နာရီ9မိနစ်နိုးလာတာနဲ့ငါအဲ့ရထားပြီးမှတခါတည်းမျက်နှာတက်ခြေလိုက်မျက်နှာဆေးပြီးမှဒီနေ့တနေ့တာပဲပြင်ဆင်မယ်ဆိုတာမျိုးစတဲ့ဖြစ်ဒီ small step လေးတွေကိုအစပြုဖို့အရေးကြီးတာဖြစ်တယ်ကျွန်တော်လူသားတွေကလေဒီ small step လေးတွေကိုအစပြုနိုင်လာမှသာလဲကြီးမားတဲ့အရာတွေကိုဆက်ပြီးမှလှုပ်ဆောင်လာနိုင်မှာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်အကြီးကြီးလှုပ်ပြီးမှအကြီးကြီးလှုပ်မယ်လို့ပဲအများဘယ်တော့မှမစင်စားနဲ့ပေါ့နော်သေးငယ်တဲ့အရာကနေပြီးမှပြောင်းလဲလုပ်ကြည့်ပါပေါ့နော်ပြီးတော့လို့ရှိရင်တခုပြီးသွားတဲ့အခါတိုင်းမှာ9မိနစ်ကိုစာဖတ်နိုင်ပြီဆိုရင်အဲ9မိနစ်အတွက်စုချတာမျိုးပေါ့နော်9မိနစ်စာဖတ်ပြီးတော့ဆိုတနားရီလောက်ဖုန်းသုံးမယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်9မိနစ်စာဖတ်နိုင်ပြီဆိုရင်တော့ဒီနေ့တော့ငါ့ကိုကဘယ်လိုချီးကျူးစကားပြောမလဲဟုတ်ပြီနော်ဒီနေ့တော့ငါ့ကိုငါကြိုက်တဲ့ဘက်အစားတောက်လေးငါစားမယ်ဆိုတာမျိုးကိုယ့်ကို reward လုပ်ပါပေါ့နော်ကိုယ့်စိတ်ကိုပျော်စေမဲ့အရာလေး reward လုပ်ပါပေါ့နော်ပြီးတဲ့အခါမှာနောက်ဆုံးတစ်ချက်ကကြတော့ကိုမလုံနိုင်ဘူးဆိုရင်လည်းလူတိုင်းကအချိန်ဆွဲတတ်ကြတယ်ပေါ့နော်လူတိုင်းမှာပဲအချိန်ဆွဲတတ်ကြတယ်အဲအကြောင်းမို့ငါဒီနေ့အချိန်ဆွဲမိပြန်ပြီငါဒီနေ့လှုပ်ရှားရှာတွေကိုမလှုပ်လိုက်မိပြန်ဘူးဆိုပြီးမှကိုယ့်ကိုအပြစ်မတင်ပါနဲ့ပေါ့နော်ပြုပြင်ပြောင်းလဲရမယ့်အချိန်တွေအများကြီးရှိသေးတယ်ပေါ့နော်ပြီးရခါမှာခုနကအချိန်ဆွဲရဲဆိုတာကချက်ချင်းလက်ငင်ပြောင်းလဲလို့ရတဲ့အရာမဟုတ်ဘူးပေါ့နော်သူကတဖြည်းဖြည်းနဲ့သူကပြန်ပြီးမှအလေးကျင့်ယူရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့အချိန်ပေးရမယ်ကိုယ့်ကိုစိတ်ရှည်ပါကိုယ့်ကိုကျင်နာပါဟုတ်ပြီနော်ကိုယ့်ကိုအပြစ်အယမ်းမတင်ပါနဲ့ပေါ့နော်တဖြည်းဖြည်းလှုပ်ဆောင်ရင်းနဲ့လှုပ်ရင်းနဲ့လဲကြရင်းနဲ့လှုပ်ရင်းနဲ့လဲကြရင်းနဲ့တဖြည်းဖြည်းနဲ့ကိုကဒီအချိန်ဆွဲခြင်းဆိုနောက်မှလုပ်မယ်ဆိုတဲ့အရာတွေကိုတဖြည်းဖြည်းနဲ့ကိုကအကောင်းဆုံးကင်တွယ်ဖြည့်ရှင်းလာနိုင်မှာဖြစ်တယ်ပေါ့နော်အဲအကြောင်းမို့ပေါ့နော်ဒီနေ့ဒီမှာကြည့်ရှုနေတဲ့သူအားလုံးရောပေါ့နော်ဒီကျမတို့ကိုယ်တိုင်ရောအချိန်ဆွဲတာကခုနကပြောသလိုကျမတို့ကိုစိတ်ပိုင်းဆိုင်ရာအများကြီးထိခိုက်စေနိုင်တယ်လို့ပေါ့နော်ဒါပေမဲ့ဒီအချိန်ဆွဲတာကိုလည်းပြန်ပြီးမှပြုပြင်နိုင်တယ်ဆိုတော့ကျမတို့နားလည်ရတာဖြစ်တယ်ပေါ့နော်နေ့ဒီဗီဒီယိုလေးအပြင်အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်နေအားလုံးကိုကျေးဇူးတင်ပါတယ်